Hello လိုက်ပြထားတယ်လို့မျိုးပဲဟိုရှေ့ရတယ်တဲ့ဗီဒီယိုမှာကိုမဖွင့်တာတော့မဖွင့်တာတော့မသိဘူးပေါ့နော်မသိဘူးပေါ့နော်ဖွင့်မှာဆိုတော့ဖွင့်လိုက်တာပဲအခုပွင့်နေလားပွင့်နေတာမသိပါဘူးရှင်ကဲအခုကဘာလုပ်ပြမှာလဲဆိုတော့ slide လုပ်ပြမှာပါ slide ကိုပါဝင်ပစ္စည်းပဲနဲ့မျိုးနဲ့လုပ်ပြမှာလဲဆိုတော့ဒီမှာကောလိုပါတယ်အဓိကဖော့ကြုံလိုပါတယ်ဖော့ကြုံကကိုသုံးချင်တဲ့အရာသုံးပါနော်ဆုလာကတော့အဖြူလေးသုံးပါတယ်ပြီးတော့ဆက်ပြအမြုပ်လိုပါတယ်ပြီးတော့ရှည်လိုပါတယ်ပေါ့နော်ကဲကိုဆုလာတို့ဆက်လုပ်ကြပါမယ်ဒီဗီဒီယိုကရှည်လဲရှည်သွားနိုင်ပါတယ်ရှည်ကိုနည်းနည်းလောက်ပဲထည့်အရင်ဆုံးဖော့ကြုံရင်ထည့်လဲရတယ်ရှည်ရင်ထည့်လဲရတယ်ပေါ့နော်ဆုလာကြတော့ဖော့ကြုံကကိုထည့်ခြင်းနဲ့ပမာဏကိုရွေးပြီးထည့်လို့ရပါတယ်နော်ဖော့ကြုံကိုထည့်မယ်ဆိုရေထည့်ထားတဲ့ပမာဏနဲ့ကိုက်ညီအောင်တော့ထည့်ရမယ်ပေါ့နော်ခုဒါဆုလဲရေထည့်ထားတဲ့ပမာဏနဲ့ညှိပြီးထည့်နေရပါဖော့ကြုံကတစ်ထုပ်တောင်900ဖြစ်သွားပြီနော်ဈေးလေးတွေကိုပြောပြပေးမယ်ဒီကော်ဘူးက800ဖော့ကြုံက900ပေါ့နော်ဒီဆက်ပြအိမ်ရဟာနဲ့ပြရှောက်လုပ်လိုက်လို့ရတယ်ပေါ့နော်အဲ့ဒါဆုလဲရှောက်လုပ်လိုက်တာပါဆက်ပြအဲ့တော့ကဲဆုလဲနယ်လိုက်ပါအောင်မယ်နယ်ပြီးလို့ရှိရင်ရလောက်တဲ့အနေထားကြဆုလဲပြန်လာပြပေးပါမယ်နော်ပြီးလို့ရှိရင်ဒီလိုအနေလောက်ရလို့ရှိရင်တော့ရပါပြီပြီးရင်မလေးပြီးရင်လောက်လိုက်လောလဲချိုချိုကြီးပဲပြီးရင်ကော်ထည့်ပါမယ်မလေးကိုယ်လိုတလောက်တာထည့်လိုက်အများကြီးတခါတည်းတပြန်တော့သွားမထည့်လိုက်နဲ့ပေါ့နော်ဟောဖြောင်းမှာဆိုလို့ဤသွားမှာဆိုလို့အော်ထည့်ပြီးလို့ရှိရင်နည်းနည်းစစ်ကက်ကလေးဖြစ်လာပြီပေါ့နော်နည်းနည်းဒီလိုမျိုးလေးပေါ့နော်ကက်ကလေးတွေတော့ဖြစ်လာပြီဒါတော့မှတေချာနေမှရမှာနော်စစ်ကက်ကဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကဲပြီးရင်ထပ်ထည့်မယ်ကိုကြီးပဲထည့်ရမှာလားဆိုမဟုတ်ပါဘူးဟိုကလည်းထည့်ရပါအောင်မယ်ဆက်ပြလည်းထည့်ရပါအောင်နော်နည်းနည်းစစ်ကက်ကလေးဖြစ်လာပြီဆိုတော့မှထည့်ရမှာပါကဲခုဆိုရင်တော့ဆက်ပြထည့်ရပါပြီဆက်ပြအမြုပ်ပေါ့နော်အဲ့ဟာထည့်ရနဲ့ပဲမှုဆက်ပြထပ်မထည့်နဲ့တော့ပေါ့နော်ကဲဒီလိုတော့ဖြစ်လာပြီဘလိုလေးနေမလဲဆိုတာတူတူကြည့်ရမယ်ပေါ့ကဲမှုပြီးရင်ပြန်လာပါမယ်ကဲဆုလက်လောက်တာတကယ်ဖြစ်တယ်နော်တကယ်လို့ဆုလက်လောက်တာကိုလိုက်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလုပ်ပါရပါတယ်မေးဒီမှာစီကက်ကလေးနဲ့မပါတကယ်ဆော့ကောင်းတယ်မန်လုံးဝအဒါတော့မှအယောင်လေးထည့်ပို့လှပါမှာပေါ့နော်ပီကယ်နဲ့အောင်တူပဲကဲအားလုံးပဲစုံလီကြည့်ရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘိုင်တကယ်လို့ဒါလေးကိုအယောင်ထည့်ခြင်းနဲ့ဆိုလဲထည့်လို့ရပါတယ်ပေါ့နော်ဒါပါလုံးဝဆလိုင်းနဲ့တူဝိုင်းအားလုံးပဲစုံလီကြည့်ရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲbye like and subscribe please bye